ဒါဟာသူ့အတွက်ပထမဆုံးအကြိမ်လေရင်စီးပူးတာဖြစ်ပေမဲ့လေရင်ပေါ်ရောက်တော့သူ့ခုံမှာကလေးတစ်ယောက်ကဝင်ထိုင်နေတာကိုတွေ့လိုက်ရပါတယ်သူကလေရင်မဲကိုအကူအညီတောင်းလိုက်တဲ့အခါမှာတော့အဲ့ဒီလေရင်မဲကသူ့ကိုပထမတန်းစီပြောင်းပေးလိုက်ပါတော့တယ်အဲ့ဒီမှာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်ဟာလူကြီးတစ်ယောက်ရဲ့နှောက်ယှက်တာကိုခံနေရပြီးအတော်လေးစိတ်ပြက်နေတာပါသူကအဲ့ဒီလူကြီးရန်ကနေကာကွယ်ဖို့အတွက်အနာကကောင်လေးကိုသူ့ဘေးမှာလာထိုင်ခိုင်းလိုက်ပါတယ်အဲ့ဒီလူကြီးကကောင်လေးကိုတွေ့သွားတဲ့အချိန်မှာပဲနောက်ဆုတ်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့အမျိုးသမီးကသူ့အလုပ်တွေကိုပဲအာယုံစိုက်ပြီးလုပ်နေခဲ့ပါတယ်။ကောင်လေးကခုံချိန်တဲ့ခလုတ်တွေကိုဟိုနှိပ်ဒီနှိပ်နဲ့ကလိနေချိန်မှာတော့အသက်38နှစ်အရွယ်ရေးအမျိုးသမီးဟာသူ့ဘေးနားကအသက်18နှစ်အရွယ်ကောင်လေးကိုအကြီးကျယ်ချစ်မိသွားတော့မယ်ဆိုတာလုံးဝမသိသေးပါဘူး။အမျိုးသမီးကလေရင်မယ်စီကနေကော်ဖီမှလိုက်တဲ့အခါမှာတော့ကောင်လေးကလည်းချက်ချင်းပဲသူလည်းတစ်ခွက်လိုချင်တယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့လေရင်မယ်ကသူဟာရိုးရိုးတန်းခီးတဲ့တယောက်ဖြစ်ကြောင်းပြန်ပြောပြခဲ့ပါတယ်။သူကပထမတန်းကဝန်ဆောင်မှုတွေကိုခန်းစား권မရှိတာကြောင့်ခဏတာတိတ်ဆိတ်သွားခဲ့ပါတယ်။အဲ့ဒီနောက်ခဏအကြာမှာတော့လေရင်ဟာရုတ်တရက်လေဟာနယ်နဲ့တိုးပြီးတော့အပြင်းထန်တုန်ခါလာပါတော့တယ်။ခီးတဲ့တွေအားလုံးချက်ချင်းပဲထိတ်လန့်ကုန်ကြပါတယ်လေရင်မယ်တွေတောင်မှဆူတောင်းနေကြရတဲ့အထိပါပဲလေရင်ကန်းတစ်ခုလုံးမှောင်တိကျသွားပြီးအမျိုးသမီးကလည်းကောင်လေးရဲ့လက်ကိုအလိုလိုနေရင်းဆွဲကင်လိုက်မိပါတယ်ကောင်လေးကလည်းရုတ်တရက်ဆိုတော့အံ့ဩသွားပေမဲ့ရင်တွေတုန်ပြီးရှက်တလူလိုနဲ့အဲ့ဒီခံစားချက်ကိုငြိမ်ပြီးခံစားနေခဲ့ပါတယ်နောက်ဆုံးတော့လေရင်ကဘေးကင်းကင်းနဲ့ဆင်းသက်နိုင်ခဲ့ပြီးအမျိုးသမီးကပြန်ဖို့အတွက်ထွက်လိုက်ပါတယ်ကောင်လေးကလည်းအနည်းဆုံးတော့ကျွန်တော်တို့အတူတူမတည်သွားတာပဲတော်သေးတာပေါ့လို့ပြောလိုက်ပါတယ်အမျိုးသမီးကကောင်လေးရဲ့ရေးစရာပြောတာကိုသဘောကျသွားပြီးသူ့နာမည်အီတန်ဖြစ်ကြောင်းသိလိုက်ရပါတယ်အမျိုးသမီးကပြုံးလိုက်ပြီးသူ့နာမည်ကတော့ကလဲယာလို့ပြန်ပြောပြခဲ့ပါတယ်ကလဲယာလေရင်ပေါ်ကနေဆင်းသွားချိန်မှာပဲသူတခုခုကြံခဲ့တာကိုအီတန်ကသတိထားမိလိုက်ပါတယ်သူကကလဲယာနောက်ကိုလိုက်ဖို့လေစိတ်အပြင်ဘက်ထိအပြေးလေးထွက်လာခဲ့ပေမဲ့ကလဲယာကတော့သူ့ရဲ့စိန်ခံကားကြီးနဲ့မောင်းထွက်သွားပြီဖြစ်ပါတယ်ရုံးကိုပြန်ရောက်လို့ကွန်ပျူတာကြည့်နေတဲ့အချိန်မှာမှအရေးကြီးတဲ့အလုပ်စာရွက်စာတမ်းတချို့ပျောက်ဆုံးနေတာကိုကလဲယာသိလိုက်ရပါတယ်နောက်ပိုင်းမှာတော့ကုမ္ပဏီကအမျိုးသမီးငယ်တစ်ယောက်ကသူ့ရဲ့ရင်းနှီးမြှုပ်နှံသူကိုကြားဖြတ်ပြီးလူယူသွားတာကိုသူသိလိုက်ရပြန်ပါတယ်ကလဲယာကရေခဲလိုအေးဆက်တဲ့ပုံစံရှိတာကြောင့်ရင်းနှီးမြှုပ်နှံသူကသူနဲ့အလုပ်အတူတူမလုပ်ချင်တော့ပါဘူးစိတ်တူပြီးစိတ်ဖိစီးနေတဲ့အချိန်မှာပဲဘေးနားကစာတိုလေးတစ်ခုကိုသူတွေ့သွားပါတယ်အီတန်ကသူ့ပစ္စည်းတွေလာပေးဖို့အတွက်ရုံးကိုရောက်လာခဲ့တယ်ဆိုတာသိလိုက်ရတဲ့အခါကလဲယာကသူ့ကိုဆက်သွယ်လိုက်ပြီးတနေရာမှာတွေ့ဖို့ချိန်လိုက်ပါတယ်အီတန်ကလည်းစိတ်လှုပ်ရှားစွာနဲ့ပဲဘာတစ်ခုရဲ့လိပ်စာကိုသူ့စီပို့ပေးလိုက်ပါတယ်သူကဒီလိုနေရာမျိုးကိုတခါမှမရောက်ဘူးပေမဲ့သူ့ပစ္စည်းတွေကိုမြန်မြန်ယူပြီးအဲ့ဒီကနေထွက်သွားဖို့ပဲစဉ်းစားနေခဲ့ပါတယ်ဘာမှအီတန်ကိုတွေ့တဲ့အခါသူကပစ္စည်းတွေကိုယူမလာခဲ့တာကြောင့်ကလဲယာအနေနဲ့ပစ္စည်းတွေရဖို့အီတန်ရဲ့အိမ်ထိလိုက်သွားဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူးဒါပေမဲ့အီတန်ရဲ့လျှက်စစ်စကူတာလေးကိုမြင်လိုက်ရတဲ့အခါမှာတော့ကလဲယာတယောက်အံ့ဩသွားပါတော့တယ်သူဟာအုတ်ထုတ်ဆောင်ပြီးစီးရတဲ့အရာမျိုးကိုတခါမှမစီးဘူးလားကြောင့်အီတန်ကသူ့ကိုအုတ်ထုတ်ဆောင်ပေးဖို့အနားကိုအပြေးလေးလာကူညီပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကလဲယာရဲ့လုပ်ဖို့ကင်ဖက်တယောက်ကသူတို့ကိုတွေ့သွားပြီးခိုးပြီးတော့တပ်ပုံရိုက်ထားလိုက်ပါတယ်နောက်နေ့မနက်မှာကလဲယာရုံးကိုရောက်တော့လုပ်ဖို့ကင်ဖက်တွေကသူ့ကိုကြည့်ပြီးတိုးနဲ့အတင်းပြောနေကြတာကိုတွေ့လိုက်ရပါတယ်သူ့ရဲ့လက်ထောက်ကတပ်ပုံတစ်ပုံကိုလာပေးလိုက်တဲ့အခါမှာတော့ကလဲယာတယောက်အတော်လေးကိုအံ့ဩမြင်သက်သွားပါတော့တယ်သူကအခြေအနေတွေကိုရှင်းပြဖို့သူ့ရဲ့စီးပွားဖက်စီကိုတန်းသွားခဲ့ပေမဲ့သူ့ရဲ့စီးပွားဖက်ကတော့သူ့ကိုအပြစ်တင်မဲ့အစားအဲ့ဒီလိုပုံစံမျိုးနဲ့မြင်ရတာကိုတော့သဘောကျနေခဲ့ပါတယ်အခုတလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကြောင့်ကလဲယာရဲ့စိတ်တွေဟာအတော်လေးကိုရှုပ်ထွေးနေခဲ့ပါတယ်တညလုံးအရက်လေးနည်းနည်းတောက်ပြီးတေချာစဉ်းစားပြီးတဲ့နောက်မှာတော့သူဟာအရင်ကတခါမှမစဉ်းစားဘူးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်နောက်နေ့မှာတော့သူဟာအရင်နဲ့မတူပဲထင်ရှားပေါ်လွင်တဲ့အဝတ်အစားတွေကိုဝတ်ဆင်ပြီးအီတန်ရဲ့ကျောင်းကိုရောက်လာခဲ့ပါတယ်သူ့ကိုလှမ်းမြင်လိုက်တဲ့အသက်73နှစ်အရွယ်ကောင်လေးတစ်ယောက်ကတော့ကြောင်အန်းသွားခဲ့ပေမဲ့ဒီထက်ပိုပြီးသိချင်ရင်တော့ဒီစကားနာမည်က20 years apart ပဲဖြစ်ပါတယ်